ဒီလမှာကျမလိုချင်နေတဲ့ quality ကိုပြောင်းပေးမှာဆိုတော့အဲ့ဒါတွေကိုကျမအပိုင်သိမ်းလို့စောင့်နေစက္ကန့်မဲ့လို့တော့ရရှင်။ဒိုင်းမို့ကတော့ပြောစရာမလို show ကြည့်လိုက်အောင်ရှင်တို့တွေ။ Starlight ဝင် free တုံးနေရမှာဆိုတော့ Starlight အရင်ဝင်လိုက်ပါအောင်မရှင်။ရှင်တစ်ခါကောင်လိုမျိုးဖောက်မနေတော့ဘူးနော်။300နဲ့900ပေးမွေချင်တော့လို့ပါရှင်။ကဲဝင်ပြီးသွားပြီဆိုတော့ event တော့ပြတ်လိုက်ပါမယ်ရှင်။ quality 3ကောင်ယူမှာဆိုတော့စုစုပေါင်း2400ရအောင်လှည့်ရပါမယ်ရှင်။350နဲ့ first turn တော့အရင်စဆွဲပါမယ်ရှင်။ဟဲ့လို့ပြမိဒိုင်းမကြော်မိပြောင်းခဲ။နောက်ထပ် turn တော့900သုံးပြီးထပ်လိုက်ပါမယ်ရှင်။ပြီးတော့လို့ရှိရင်တော့ token 10ကိုသွားပြီးယူပါမယ်ရှင်။နေအောင်ဒီကနေတကက်ထပ်ယူမယ်အဲ့ဒါမှ10ကက်ပြမှာပေါ့နော်။ကဲကျမ turn တော့တွေပဲအကြမ်းတက်နှိပ်ပါတော့မယ်ရှင်။အခုလိုမျိုး collagen skin ကိုအကြမ်းတက်ယူရတဲ့ feeling ကဘာနဲ့မှမတော်ဘူးနော်။အဲ့တော့ရှင်တို့တွေလည်း collagen skin ကိုဝင်နိုင်ဖို့အတွက်အခုလိုမျိုးအကြမ်းတက် diamond ကို share ဝဲပြီးစုထားလိုက်တော့ရှင်။ပြီးတော့လို့ရှိရင်တော့အိမ်မော့ခေါင်းနဲ့စကြပါရှင်။အကြမ်းတက်နေလှည့်နေတာဘယ်တစ်ချိန်ရှိကိုမလဲမသိဘူးရှင်။ကွန်ရ1000ကျော်နေပြီရှင်။ဒီမှာကြည့်လို့ရတဲ့အချိန်130ရှိသွားပါပြီလေရှင်။ free token 6ကနဲ့ကွန်50ထည့်ရပါတယ်ရှင်။ဆိုတော့ကျမလိုတဲ့ diamond စိုက်ပြီးတော့ turn တော့ထည့်လိုက်ပါမယ်ရှင်။အရင်တော့ free လို့ချင်တယ်ဆိုတဲ့စကားတွေမပြောရတာမဟုတ်ဘူးနော်။ဘာလို့လဲဆိုတော့ရှေ့တစ်ခါမှကျမအကြမ်းတက်ပေါက်ထားတာဆိုတော့ဒီလလုံးဝမပေါက်နိုင်တော့ကျမသိရရှင်။3ကောင်ယူမှာဆိုတော့ကွန်ရများများစားလေးကျမကိုပေးပေးပါရှင်။အစ်စ်လာတဲ့ဘလမွေး color တော့တတ်ကြီးရှိပြီးသားမလို့မြူတော့ပါဘူးရှင်။ကဲတိမချက်ကမှ2400ပြည့်ပါတော့မယ်ရှင်။ကဲ2400လည်းပြည့်ပြီဆိုတော့ skin ကိုသွားပြီးလဲပါမယ်ရှင်။လိုချင်တဲ့ skin 3ကောင်တပြက်နဲ့အိတ်ချင်းလုံးလို့မရဘူးလားရှင်။မရဘူးနဲ့တူတယ်မြောက်ရှင် Platina အရင်လဲမယ်နော်။ Oh my god ကျမအရန်စောင့်နေရကြာပြီဖြစ်တဲ့ဒီ Platina skin လေးကျမရောက်သွားပါပြီရှင်။ So booty ခရမ်းသေးပါရှင်။အချိန်နဲ့ကြာရင်နောက်တစ်ကောင်လဲမယ်ရှင်။ဒီနေ့ skin ကကျမဝယ်ချင်လို့ဆိုပြီးစောင့်နေရပါတော့။ Converse skin တော့မဝယ်ခဲ့ဘူးဒီ skin ကိုဝယ်ချင်လို့စောင့်နေတာ။အရန်ကြာတဲ့ Savannah color လဲအောင်မလို့ခဏနေအောင်နော်။ဒီ skin ကလူတော်တော်များ free ပါပြီမယ်ကျမတော့လုံးဝမပေါက်ခဲ့ပါဘူးရှင်။အဲ့ဒါကြောင့်ကျမဝယ်လိုက်ပါတော့မယ်ရှင်မစောင့်နိုင်တော့ဘူးရှင်။ကင်လားဆိုတော့မကင်ဘာလို့ဝယ်ရလဲဆိုတော့လိုချင်လို့ပါရှင်။တွက်ကြည့်ရတော့ဘလောက်ကုန်သွားလဲဆိုလို့ရှိရင်နော် Starlight skin တွေပါအပါအဝင်ကိုစုစုပေါင်း diamond 1900 လောက်ကုန်သွားပါတယ်ရှင်။အစောလေးကြည့်ကြလို့ကျေးဇူးတင်ပါတယ်ရှင်။ See you later. Bye bye.